ဓမ္မမိတ်ဆွေပေါင်းတို့ခီးသွားတဲ့အခါအန္တရာယ်ပေါင်းနဲ့မတွေ့ကြုံစေဖို့အကယ်၍တွေ့ကြုံရတော့လဲအစဉ်ပြေချုံမွေးစေဖို့မဟာကပိနမင်းကြီးသစ္စာဒိဋ္ဌံရွတ်ဆိုသောဘာသာသုံးပုဒ်ကိုဟောပြပါမည်အလုံးသောတတော်ကောင်းပေါင်းတို့နာယူမှတ်သားကြပါကုန်လောမဟာကပိနမင်းကြီးစိုးစံတဲ့ကုက္ကဋဝတီနေပြည်တော်ကနေမဟာကပိနမင်းကြီးနှင့်တကွအမတ်တထောင်တို့မြတ်စွာဘုရားရှင်ထံယဟန်ပြုရန်တာဝတိပြည်ကိုခီးထွက်လာခဲ့ကြတယ်လမ်းခီးမှာလည်းမြစ်သုံးခုရှိလေတယ်ပထမဆုံးမြစ်ဖြစ်တဲ့အပရိစ္ဆာမြစ်ကိုရောက်တဲ့အခါမင်းကြီးကသစ္စာဒိဋ္ဌံဂါထာတစ်ပုဒ်ကိုနှုတ်ကတတရွတ်ဆိုပြီးတော့ကုဖြတ်တာအန္တရာယ်မရှိကျော်လွှားနိုင်ခဲ့တယ်ဒုတိယမြစ်ဖြစ်တဲ့နီလဝါဟိနီမြစ်ကိုရောက်တဲ့အခါမှာလဲမင်းကြီးကသစ္စာဒိဋ္ဌံဂါထာနောက်တစ်ပုဒ်ကိုရွတ်ဆိုပြီးတော့ကုဖြတ်တဲ့အခါအန္တရာယ်မရှိကျော်လွှားနိုင်ခဲ့တယ်နောက်ဆုံးမြစ်ဖြစ်တဲ့သန္နဘာဂမြစ်ကိုရောက်တဲ့အခါမှာလဲမင်းကြီးကရှေနိအတိုင်းနောက်တဲ့ဂါထာတစ်ပုဒ်ကိုသစ္စာဒိဋ္ဌံပြုပြီးတော့ရွတ်ဆိုတဲ့အခါအန္တရာယ်မရှိကျော်လွှားနိုင်ခဲ့တယ်ဓမ္မမိတ်ဆွေပေါင်းတော်ကောင်းတို့တွေလည်းလမ်းခီးသွားတဲ့အခါအန္တရာယ်ကင်းစင်ဖို့မဟာကပိနမင်းကြီးရွတ်ဆိုတဲ့သစ္စာဒိဋ္ဌံဂါထာသုံးပုဒ်ကိုရွတ်ဆိုပြီးခီးထွက်ရန်တိုက်တွန်းအပ်ပါတယ်ဘဝသောတံအဝေဗုဒ္ဓတိန်တော်လောကတကဝေတောဧဒေနသစ္စာဝဇေနာကမနာမေတ္တမိစ္ဆတောဗုဒ္ဓနမေညဗုဒ္ဓမြေယတိလောကတောတမြတ်ဗယတိဟဝေစင်စေဧကံအမံအပြင်ဘဝသောတံဘဝသုံးသွဲရေပြင်ကျေကိုတိန်တော်နေဘုဒ္ဓကြောင့်ကိုမြောက်တော်မူပြီလေပြီလောကတကောလောက၏အစုံသောနှလုံးကြည်ပြုဆက်ရောက်တော်မူလေပြီဝိတုခသိမ့်သောတရားကိုပัญจတေတေသိမြင်တော်မူလေပြီဧတေနသစ္စာဝဇေနာဝဇေမင်္ဂလာဤသစ္စာစကားကြောင့်မေမာကပိဏနာမတမောအကျွန်ုပ်၏ကမ္မနာဘယဓမ္မောယဟန်ပြုရသွားရောက်ခြင်းသည်တမိစ္ဆတောအန္တရမမောယမနောက်ပဲထားမြောက်ကုန်လုံးပြည့်စုံပါစေတည်းယနေ့တဏိကမောမကောမောကောသစ္စာနိကဒုက္ခဧဒေနသစ္စာဝဇေနာကမ္မနာမေတ္တမိစ္ဆတောမကောလောကုတ္တရာတရားအရိယာမလေးပါးသည်ယတိဇာတောစင်စစ်ဧကံအမံအပြင်တဏိကမောနိဗ္ဗာန်တောကြောင့်ရောက်စေနိုင်၏မောကောဇာအရိယာမဖြင့်ရောက်အပ်နိဗ္ဗာန်တရားမြတ်သည်လည်းဧဇန္တိကံဒုက္ခချမ်းသာစင်စစ်ဧကံပြည့်၏ဧဒေနသစ္စာဝဇေနဝဇေမင်္ဂလာဤသစ္စာစကားကြောင့်မေမာကပိဏနာမတမောအကျွန်ုပ်၏ကမ္မနာမြတ်ဗျာဓမ္မောယဟန်ပြုရန်သွားရောက်ခြင်းသည်တမိစ္ဆတောအန္တရမမောယမနောက်ပဲထားမြောက်ကုန်လုံးပြည့်စုံပါစေတည်းတံဃောဝေတိဏကန္တာရောပုညကေတောအနုတ္တရောဧဒေနသစ္စာဝဇေနာကမ္မနာမေတ္တမိစ္ဆတောတံဃောပရမတ္တအရိယသံဃာတော်မြတ်သည်ဝေစင်စစ်ဧကံအမံအပြင်တိဏကန္တာရောနန္တရကေယိကေကိုကတ္တပရောက်အောင်ကိုမြောက်မြင့်ဖြစ်တော်မူလေ၏အနုတ္တရောအတုမရှိလွန်မြတ်ပြီသောပေါညကေတောကောင်းမှုမျိုးကိုဇာပြောကျဲချရာ
လေယာမြေစစ်ပုံညာခင်လည်းဖြစ်ပါပေဧတေနသစ္စာဝဇေနာဝစီမင်္ဂလာဧသစ္စာစကားကြောင့်မေမာကပိနာနာမတမောအကျွန်ုပ်၏ကမနမြတ်ဗျာဓမ္မောယဟန်ပြုရန်သွားရောက်ခြင်းသည်သမိတ်ဇတောအန္တရမမောယမနောက်ပဲသာမြောက်ကုန်လုံးပြည့်စုံပါစေတည်းဒီကထာမှာမေမဟာကပိနနာမတမောအကျွန်ုပ်သည်ဆိုတဲ့နေရာမှာမေမောင်ဖြူမောင်နီစတဲ့ဖြင့်မိမိရဲ့နာမည်ကိုထည့်ပြီးရွတ်ဆိုရန်လဲပန်ကြားအပ်ပါတယ်ဓမ္မမိတ်ဆွေပေါင်းတော်ကောင်းတို့ဤသုံးဂါထာကိုရွတ်ဆိုပြီးလန်ခီသွားကြကဘေးအန္တရာယ်ပေါင်းမှကင်ဝေးကြပါစေကုန်သတည်း